လေလံတွေမှာကား condition ကို star နဲ့ rating ပေးထားပါတယ်အများဆုံးက5 star ဖြစ်ပြီးကား condition ကောင်းလေ star များလေဖြစ်ပါတယ်ဒီ star rating ကိုကြည့်ပြီးကား condition ကိုအကြမ်းဖျင်းသိနိုင်ပါတယ်5 star condition အရန်ကောင်းတဲ့ကားအသစ်နီးပါးဖြစ်နိုင်တယ် damage လည်းမရှိသလောက် interior clean ဖြစ်တဲ့ engine condition လည်းကောင်းတဲ့အနေအထားဖြစ်ပါတယ်အများအားဖြင့် mileage နည်းတဲ့ကားတွေဖြစ်တတ်ပါတယ်4 star condition ကောင်းတဲ့ကား minor scratch ရှိနိုင်တယ် normal use ကားအခြေအနေရှိပြီးကြီးမားမားထိခိုက်ထားတာမရှိဘူးဒီ level ကလေလံမှာအများဆုံးတွေ့ရတဲ့ grade ဖြစ်ပါတယ်3 star average condition scratch များနိုင်တယ် interior wear ရှိနိုင်တယ် use condition ပုံမြင်ရနိုင်တယ် price ကတော့ 4 star ထက်သက်သာတတ်ပါတယ်2 star condition မကောင်းသေး damage များနိုင်တယ် repair လိုအပ်နိုင်တယ်ဒီကားတွေကိုဝယ်မယ်ဆိုရင် inspection စစ်ဖို့လိုပါတယ်1 star condition မကောင်းတဲ့ကား heavy damage ရှိနိုင်ခြင်းများတဲ့ accident history ဖြစ်နိုင်တယ်ဒီ level ကိုဘိုင်ယာအများစုရှောင်တတ်ပါတယ်လေလံမှာကားကြည့်ရင် star တွေပြထားတာတွေ့ဘူးလားဒီ star တွေရဲ့အဓိပ္ပာယ်ကိုမသိရင်ကား condition ကိုနားလည်မှုလွဲသွားနိုင်ပါတယ်ဒီဗီဒီယိုဟာလေလံရဲ့ star rating system ကိုရှင်းပြပေးခဲ့တာဖြစ်ပါတယ် star rating က overall condition ကိုပဲပြပါတယ်ဒါကြောင့်4 star ဖြစ်ပေမဲ့ detail damage ရှိနိုင်ပါတယ်အဲဒါကြောင့် inspection report ကိုပါကြည့်ဖို့လိုပါတယ်